စကားတော့စိတ်ကားကြောက်ထုတ်ပြီးစားတော့အခုသမီးတို့ကရောင်းမှာပဲဖြစ်ပါတယ်အခုအထောက်လေးလေးက9000ထုတ်ကြီးလေးက1300ရပါရှင်အခုကစိတ်ပြီးစားရတာပါရတယ်ကျွတ်ရအောင်နော်လက်ကားလေးနဲ့ရပါတယ်ဟာဆယ်တော့လက်ကားလေးနဲ့ရပါတယ်ရှော့လေးနဲ့လည်းရပါတယ်ဒီလိုဆက်ပါအခုကအသက်ကြီးပဲဝင်တက်ကြီးရွယ်ဝေးနဲ့ခင်းပူပူလေးနဲ့စားလို့ရပါတယ်ဒီနေ့အမြင်မြင်ရပါဒါလေးရောကျင်းပြရပါဖြစ်ပါတယ်မာယူကျင်နေဆိုရင်တော့ရှင်းနေတော့ညင်ညင်ရအောင်ရှင်းပြရအောင်放在地上就来吃。好，慢慢。